အားလုံးပဲမင်္ဂလာပါရှင်ထားတို့ပြန်လဲဆုံတွေ့ကြပါပြီဒီနေ့မှာတော့ထုံးစံအတိုင်းစနေနေ့ဖြစ်တဲ့အတွက်ပွဲစဉ်ကောင်းတွေအများကြီးရှိပါတယ်အများကြီးဆိုပေမဲ့လည်းဒါတခြား league အများကြီးတော့မဟုတ်ဘူးပေါ့နော်ဒါထားတို့ထုံးစံတိုင်းပဲ Premier League ရဲ့Italy Serie A ရဲ့ဒီ league နှစ်ခုရဲ့ပွဲစဉ်ကောင်းတွေအများကြီးပေါ့နော်ဆိုတော့အဲ့ဒီပွဲတွေအများကြီးတွေကမှထားရဲ့အကြိုက်ဆုံးဒါမောင်တက်ကက်စာ၄သင်းကိုရွေးထုတ်ထားပါတယ်အဲ့ဒီ၄သင်းကိုဒါထားရဲ့သုံးသက်ချက်လေးနဲ့တကွပြောပြသွားပါမို့လို့ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ပထမဆုံးသုံးသက်ပေးမယ့်ပွဲစဉ်လေးကတော့ Premier League တဲက Arsenal နဲ့ Brighton ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးကည9:00 နာရီခွဲမှာကစားမှာပါဆိုတော့ Arsenal ကတော့လက်ရှိမှာအမှတ်ပေးစရာရဲ့အဆင့်1နေရာမှာရပ်တည်ထားတယ် Brighton ကတော့အဆင့်9နေရာမှာရပ်တည်ထားပါတယ်ဆိုတော့ဒီနေ့မှာအစောပွဲဖြစ်တဲ့ Man City ကလည်း9နာရီမှာကန်မှာဆိုတော့ Man City ပွဲစဉ်မှာထွက်လာတဲ့ရလဒ်ပေါ်မူတည်ပြီးတော့ Arsenal တို့ဘယ်လိုရုံးလာမလဲဆိုတာကိုဒါကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အရှင် Arsenal အသင်းကတော့နောက်ဆုံးစားထားတဲ့9ပွဲမှာ3ပွဲနိုင်1ပွဲရှုံး1ပွဲတည်ကျထားပါတယ်ဒီဟာဒီ Premier League အိမ်ကွင်း10ပွဲမှာလည်း9ပွဲနိုင်1ပွဲတည်ဆိုပြီးတော့မှအိမ်ကွင်းရှုံးပွဲလုံးဝမရှိထားသေးတဲ့အသင်းဖြစ်ပါတယ်တစ်ဖက်က Brighton ကကြတော့လေနောက်ဆုံးကစားထားတဲ့9ပွဲမှာ1ပွဲပဲနိုင်ထားပြီးတော့နောက်ဆုံး4ပွဲဆက်မှာဒါရှုံးပွဲ2ပွဲနဲ့တည်2ပွဲကြုံတွေ့ထားတာဖြစ်ပါတယ်ဒီအဝေးကွင်းပွဲစဉ် Premier League 10ပွဲမှာ2ပွဲနိုင်2ပွဲတည်နဲ့4ပွဲအထိအောင်ရှုံးနေထားတာလည်းဖြစ်ပါတယ်ဆိုတော့ Brighton ကဒါပြီးခဲ့တဲ့ပေါ့နော် Sunderland နဲ့ပွဲစဉ်မှာတော့ကခြေကိုကြည့်မယ်ဆိုရင် Brightonအဲ့လောက်ကြီးဒါ9သွင်းနိုင်စွမ်းမရှိတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်က Sunderland ဖြစ်တာကြောင့်လည်းပါမယ် Arsenal ရဲ့ခံစစ်နဲ့ Sunderland ရဲ့ခံစစ်နဲ့ဒါတူညီတယ်လို့ထားကတော့ထင်တယ်ပေါ့နော် Sunderland ကလည်းဒါသူ့ရဲ့ခံစစ်ကအရန်ကိုမာကြောတယ်သူ့ကို9သွင်းဖို့ဆိုရင်အတော်လေးခက်ခဲနေမှာဒါ9သွင်းယူရမယ်ပေါ့နော်အဲ့တော့ Arsenal ရဲ့ခံစစ်ကလည်းအဲ့လိုပါပဲဆိုတော့ဒီနေ့ပွဲစဉ်လေးမှာထားကဒီပွဲလေးကို9ပေါင်းလေးကိုရွေးချယ်ပေးထားတယ်9ပေါင်းချင်းလက်ရှိကြီးပေါ့နော်3 minus နဲ့တန်းဆိုပြီးတော့ပေးလာပါတယ်။အဲ့ရရွေးချယ်မှုကတော့9ပေါင်းအောက်လေးပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် Brighton ကလည်းဒါအဝေးကွင်းကနေ9ရဖို့စ조사လာနိုင်တယ်ဆိုပေမဲ့ Brighton အနေနဲ့ Arsenal ကို9ရဖို့မလွယ်ပါဘူး။အဲ့တော့ Arsenal ရဲ့9ကိုပဲကြည့်ရမယ်။1-0 2-0ဒါမှမဟုတ်Brighton ဘက်ကနောက်ဆုံး1ဂိုးလောက်တော့ဒါပြန်ထည့်လာနိုင်မလားပေါ့နော်အလွန်ဆုံးဒီပွဲကတော့3ဂိုးနဲ့အောက်ပဲပေါ့နော်3ဂိုးအောက်လောက်ပဲသွားမယ်လို့ထင်တယ်ဒါကြောင့်မလို့ဒီပွဲစဉ်လေးမှာထားက Arsenal 9အောက်လေးကိုရွေးချယ်ပေးလိုက်ပါတယ်ရှင်နောက်ထပ်တစ်ပွဲကတော့ West Ham နဲ့ Fulham ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲကလည်း9နာရီပွဲကစားမှာဖြစ်ပါတယ်အဲ့တော့ Fulham ကတော့ Premier League အမှတ်ပေးစရာရဲ့အဆင့်73နေရာမှာရမယ်23မှတ်နဲ့ရပ်တည်ထားတယ် West Ham ကတော့တန်းဆင်းစုံထဲမှာအဆင့်18ရမယ်73မှတ်နဲ့ရပ်တည်ထားပါတယ်ဆိုတော့ West Ham တို့ကဒီရာသီသူ့ရဲ့အိမ်ကွင်းပေါ့နော်အိမ်ကွင်း Premier League 10ပွဲမှာနိုင်ပွဲ2ပွဲပဲရထားပြီးတော့6ပွဲထိအောင်ရှုံးနေထားတာလည်းဖြစ်ပါတယ်အဲ့တော့ West Ham ကလည်းတမ်းမဲဆင်းသွားရမလားပြန်ပြီးတော့ပဲရုံးလာမလားဆိုတာကတော့ဒါဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ် West Ham ကနောက်ဆုံးကစားထားတဲ့9ပွဲမှာနိုင်ပွဲလုံးဝမရှိထားသေးဘဲနဲ့ရှုံးပွဲ3ပွဲနဲ့တရေ2ပွဲရထားတာဖြစ်ပါတယ်အဲ့တော့ West Ham ကလည်းတော်တော်လေးကိုမှအခြေအနေဆိုးပြီးတော့ဒီကနေ့ပွဲသာရှုံးနေခဲ့မယ်ဆိုရင်တော့ဒါတန်းဆင်းဆုံးလုံးဝတန်းဆင်းရဖို့အတွက်ဒါတော်တော်လေးကိုနီးစပ်တဲ့လောက်ရှိနေပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒါပွဲစဉ်တွေကကြံသေးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါတရေလောက်တော့ဒါခံပြီးတော့ကန်သွားမယ်ဆိုရင်တော့လည်းဒါသူ့အတွက်မျှော်လင့်ချက်တော့ရှိတာပေါ့နော်လက်ရှိမှာလည်းနောက်ဆုံးပွဲ6ပွဲစက်တိုက်ကို West Ham တို့အနေနဲ့နိုင်ပွဲပျောက်ထားတာဖြစ်ပါတယ်။တစ်ဖက်ကအဝေးကွင်းကနေကစားမဲ့ Fulham ကကြတော့လေနောက်ဆုံး9ပွဲမှာ2ပွဲနိုင်3ပွဲရှုံးထားတာဖြစ်ပါတယ်။ Fulham ရဲ့ဒီ Premier League အဝေးကွင်း10ပွဲမှာ2ပွဲပဲနိုင်ထားပြီးတော့1ပွဲတည်ရင်နဲ့9ပွဲရှုံးနေထားတာဖြစ်ပါတယ်။ဆိုတော့ Fulham ကလည်းအဆင့်73နေရာမှာရောက်နေတယ်အလက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ Fulham ရဲ့ခြေကလည်းအရန်ကြီးကောင်းနေတာမျိုးမဟုတ်သလိုရန်ကြီးစိုးနေတာတော့လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီပွဲစဉ်လေးမှာဂျေးကအဝေးကွင်းဖြစ်တဲ့ Fulham ဘက်ကနေ level 85ရှုံးဆိုပြီးတော့ပေးလာပါတယ်ထားရဲ့ရွေးချယ်မှုကတော့ West Ham ပေါ်ပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ် West Ham တို့အနေနဲ့တန်းဆင်းစုံတွေကနေရုံးထွက်ဖို့အတွက်အသေးအတန်ကြိုးပမ်းလာမယ်လို့ထားကတော့ယုံကြည်တယ်ဒါကြောင့်မလို့ West Ham ပေါ်ကိုရွေးချယ်ပေးလိုက်ပါတယ်ရှင်နောက်ထပ်သုံးသက်ပေးမယ့်ပွဲစဉ်လေးကတော့ Serie A တဲက Udine နဲ့ Lazio ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးက17နာရီခွဲမှာကစားမှာဖြစ်ပါတယ်ဆိုတော့ Lazio ကတော့အမှတ်ပေးစရာရဲ့အဆင့်8နေရာမှာရပ်တည်ထားပြီးတော့ Udine ကတော့အဆင့်12နေရာမှာရပ်တည်ထားပါတယ်ဆိုတော့အင်ရှီ Udine ကတော့အားလုံးလည်းသိတဲ့အတိုင်းပဲပြီးခဲ့တဲ့အပတ်တုန်းကပေါ့နော်နာပိုလီနဲ့တွေ့တဲ့အခါမှာအင်ဝင်းကနေပြီးတော့မှနာပိုလီလိုအသင်းကိုတောင်မှဒါပေးဖို့မရှိဘဲနဲ့1-0ဆိုပြီးတော့မှအနိုင်ရခဲ့တယ်အဲ့ဒီပွဲစဉ်မှာကစားခဲ့တဲ့ဒီ Udine ရဲ့ကစားပုံကိုကြည့်ချင်းအပြင်ဦးရီနီတို့ဒါအတော်လေးကိုသူ့ရဲ့ကစားပုံအဆင်ပြေတယ်လို့ပြောလို့ရတယ်ကွာဆိုတော့လာစီယိုကကြတော့လေဘိုးအများကြီးတွင်းပြီးတော့စော့တက်တဲ့အထက်မှာမပါဘူးသူ့အနေနဲ့အလုံးစုံခန်းစစ်နဲ့ပဲကစားမယ်ပြန်သွင်းရင်တကူလို့2ကူလောက်ပဲဒါအလုံးစုံသွင်းမယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်လေးမှာတော့ထားကတော့9ပေါင်းအောက်လေးကိုပဲရွေးချယ်ပေးထားတယ်9ပေါင်းကြီးကတော့2-25ပေးထားပါတယ်ထားရွေးချယ်မှုကတော့9ပေါင်းအောက်လေးပဲဖြစ်ပါတယ်ရှင်
နောက်ဆုံးအနေနဲ့သုံးသပ်ပေးမယ့်ပွဲစဉ်လေးကတော့ည7:00 နာရီမှာကစားမယ်ချက်စီးနဲ့ Aston Villa ပွဲစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီနှစ်သင်းကတော့ Premier League အမှတ်ပေးဇယားရဲ့အဆင့်3လေးဆိုပြီးတော့မှဒါရှေ့နောက်သွားနေတဲ့အသင်းတွေဖြစ်ပါတယ်ဒါပေမဲ့ Aston Villa ကတော့36မှတ်နဲ့ရထားတယ်ချက်စီကတော့ဒါ29မှတ်ရရှိထားတာဖြစ်ပါတယ်အဲ့တော့ Asian Chelsea ကတော့နောက်ဆုံးစားထားတဲ့9ပွဲမှာ2ပွဲနိုင်2ပွဲသက်ရည်နဲ့တပွဲပဲရှုံးထားတာဖြစ်ပါတယ်။ Chelsea တို့ရဲ့ဒီဟာဒီ Premier League အိမ်ကွင်း10ပွဲမှာလည်း4ပွဲနိုင်ထားတယ်2ပွဲသက်ရည်နဲ့2ပွဲရှုံးနေထားတာကိုလည်းတွေ့ရပါတယ်။ Aston Villa ကတော့ဒီဟာဒီမှာအတော်လေးကောင်းနေတယ်ဆိုတော့ Unai Emery ကတော့ဒီဟာဒီမှာတစ်ခုခုတော့လုပ်ပြဖို့သူစီစဉ်နေတယ်လို့ထင်တယ်ပေါ့နော် Aston Villa တို့ဒီဟာဒီမှာအဝေးကွင်းရောအိမ်ကွင်းရောအတော်လေးကိုကစားအားတက်နေတာကိုလည်းတွေ့ရတယ်။နောက်ဆုံးကစားထားတဲ့9ပွဲမှာလည်း9ပွဲလုံးကိုအနိုင်ရရှိထားတာဖြစ်ပါတယ်။အဝေးကွင်း10ပွဲမှာလည်း4ပွဲနိုင်ထားတယ်2ပွဲသက်ရည်နဲ့2ပွဲရှုံးနေထားတာကိုလည်းတွေ့ရတယ်ဆိုတော့ဒီပွဲစဉ်လေးမှာတော့ကြေးကချက်စီဘက်ကနေ1+80ဆိုပြီးတော့ပေးလာတယ်ဒါရဲ့ရွေးချယ်မှုကတော့ Aston Villa body ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့အမှတ်ကလည်းတိတိတသားကွာနေတာရဲ့ပြီးတော့Aston Villa ဒီလောက်ကြီးခြေကောင်းနေတာကိုချက်စီဘက်ကနေဒါ1+80ဆိုပြီးကြေးရတကူတာနဲ့အပြင်းကြီးပါစားရမယ်ဆိုတော့တိတိတပေးထားတာကဒါချက်စီကိုတမင်ခေါ်တယ်လို့များဖြစ်နေသလားပေါ့နော်ဆိုတော့ထားရဲ့မြင်ကတော့ဗီလာတို့ကအနည်းဆုံးတရေလောက်တော့ခံပြီးတော့ကန်သွားနိုင်မယ်လို့ထင်တယ်ဒါအသင်းကြီးနှစ်သင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လဲဒါအမှတ်လိုအပ်ချက်တွေလည်းရှိရဲ့အတွက်ကြောင့်မို့လို့1-1-2-2ဒီလိုပဲတရေပဲသွားမဲ့ပွဲစဉ်လိုပဲထင်ပါတယ်ဒါကြောင့်မို့လို့Aston Villa body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ရှင့်ဆိုတော့ဒီနေ့အတွက်ထားရဲ့ရွေးချယ်သုံးသပ်မှု၄ပွဲစလုံးပြောပြပါပြီအားလုံးပဲအဆင်ပြေသလိုယူပြီးတော့သုံးကြပါပေါ့နော်အကြိုက်တူရင်တော့ယူစောပါအကြိုက်မတူရင်လည်းရဲရဲကြီးဘက်ကန်ပါလို့ပြောချင်ပါတယ်အဲ့တော့ထားဒီ member တွေကတပွဲကိုတော့ Telegram မှာထားချပေးထားပါမယ်အခုထားရဲ့ video အောက်က comment လေးထဲမှာလည်း Telegram channel link လေးကိုထားချပေးထားပါမယ်ဆိုတော့ထားရွေးချယ်ထားတဲ့တပွဲလေးကိုစော့ကျင်နေဆိုရင်တော့ Telegram channel လေးကို join ထားကြဖို့ပြောချင်ပါတယ်အားလုံးပဲ good luck ပါရှင်ကံကောင်းကြပါစေရှင်